င်းနေကျွန်တော်အရစီလို့ဆိုကျွန်တော်ကနေလာတော့ကချင်ပြည်နယ်မြစ်ကြီးနားဇာတိပေါ့နှစ်ခါပြန်ပြောလိုက်ရှာရှည်တော့မတင်နဲ့တော့ဆိုလို့ရှိရင်ကျွန်တော်နေခဲ့တဲ့နေရာကိုကျွန်တော်အခုသိအောင်အားလုံးကိုမိတ်ဆက်တဲ့အနေနဲ့ကျွန်တော်ပြောပြတာပါပထမအဆုံးကျွန်တော်ဘဝမှာနံပါတ်1ကျွန်တော်ကျေးဇူးတင်တော့ဘာတူလဲဆိုကျွန်တော်အခုရုပ်ဖွင့်ပြီးပြောပြမယ်ကျွန်တော်ချစ်တဲ့ကျွန်တော်ဘုရားခင်ကျွန်တော်ကျေးဇူးရမ်းတယ်ဆိုတော့ဒီဘုရားခင်မရှိလို့ရှိရင်ကျွန်တော်ဒီဘဝကိုရောက်လာမှာမဟုတ်အဲ့တော့ကျွန်တော်ဘုရားကိုကျွန်တော်အရင်ဦးဆုံးကျေးဇူးကိုတင်တဲ့စကားကိုကျွန်တော်ဘုရားကျွန်တော်တင်ပြီးမှဒီစီးပွားရေးကိုကျွန်တော်ကအောင်မြင်တဲ့အကြောင်းကျွန်တော်ပြောပြတော့ဆိုရင်နောက်တစ်ခုဘုဒ္ဓကျေးဇူးတင်တယ်ဆိုရင်ကိုယ်မွေးထုတ်လိုက်တဲ့ဖခင်တို့ပေါ့နော်ဆိုရင်အဖေတို့လည်းမပြီးအမိခင်လည်းပါပေါ့နော်ဆိုရင်အဖေနဲ့အမေနဲ့ကိုလည်းအထူးကျေးဇူးတင်တယ်ဆိုကျွန်တော်အဖေနဲ့ကျွန်တော်ဒီဒိုင်းမုန်းဖြစ်တဲ့အချိန်မှာကျွန်တော်ပို့ပြီးကျေးဇူးတင်တာဘာကြောင့်လဲသိလားကျွန်တော်အဖေကျွန်တော်နာမည်ပေးတာဘာပေးတာလဲဟန်စိတ်စိတ်လုံးပါတော့ကျွန်တော်အရင်တဘောကြောက်ပါအခုအဲ့ဒါကြောင့်ကျွန်တော်စိတ်ဖြစ်သွားတာတော့ကျွန်တော်ပြောပြဟုတ်လားမသိဘူးနော်ကျွန်တော်ပညာအရေးချင်းကိုကျွန်တော်ပြောပြမှာတော့ပညာအရေးချင်းကအခုနိုင်ငံခြားမှာတော့ကျွန်တော်တို့မဖြေနိုင်တဲ့အကြောင်းမရှိဘူးပညာအရေးချင်းကအရင်အောင်မြင်တာဘယ်လောက်ထိမြင်လဲဆိုရင်10လမ်းပြရတယ်ဆရာမစတော့ရလိုက်တော့စက်မဖြေနဲ့တော့ဆရာဝန်တွေခမင်းစားပေါ်ပိတ်တော့အားကြောင့်လဲဆိုတော့နေအမက10တန်းကိုအများကြီးကြော်ရတဲ့အတွက်နေမဖြစ်တော့နေချလိုက်တော့ဆိုမှ10တန်းကတော့မအောင်ဘူးပေါ့ပြောချင်တာတော့ပညာရည်ဆရာလောက်ရှိရဟုတ်ပြီနော်ဆိုရင်အားလုံးကဒီမှာရှိတဲ့ဒီကောင်မတော်တွေမိသားစုတွေကျွန်တော်ရှိတဲ့မိဘတွေရောပါပေါ့အားလုံးကလည်းကျွန်တော်ထက်ပညာရည်ချင်းအားလုံးတာမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ရှင်အဲ့ဒါတွေကကိစ္စမရှိဘူးဆိုကျွန်တော်အခုဒီစီးပွားရေးနဲ့ပတ်တဲ့အကြောင်းကိုကျွန်တော်ရဲ့ဘဝအကြောင်းကျွန်တော်ကတက်တည်တစ်ခုအနေနဲ့အားလုံးကိုအားပေးစကားလဲဆိုချင်တယ်ပေါ့ဆိုချင်ကျွန်တော်ဒီငငယ်တော့ကတော့အိမ်မှာငငယ်လေးကအိမ်မှာငငယ်အငယ်ဆုံးသားပေါ့တယောက်တည်းပဲရှိတော့လေအငယ်ဆုံးသားပေါ့နော်ဒါပေမဲ့အငယ်ဆုံးကတယောက်တည်းရှိရတော့ဟုတ်လားမသိဘူးအကြီးတွေမပါသေးဘူးအကြီးတည်းရှိရပေါ့အငယ်ဆုံးမှာတော့ကျွန်တော်အငယ်ဆုံးဖြစ်တဲ့ဘက်အငယ်ဆုံးသားပြီးရင်မိသားစုက4ယောက်ရှိရတယ်4ယောက်ကဘယ်လိုလဲဆိုတော့အထီးကနေအောင်အမနေအောင်ဆိုရှင်အမနေအောင်အကိုတယောက်ကျွန်တော်တယောက်ပေါ့နော်အခုကလေး3ယောက်လောက်ရှိပြီများသွားပြီမပါလေအမ်စာဝန်ခန်းရှင်နဲ့စာတော့အပြည့်ရှိတယ်အသက်ငယ်လေးလို့စိတ်ညစ်နေမြန်လီထိုးပြီးကြည့်အောင်လို့အရင်ကောင်းလို့အမ်စာဆိုရင်ကျွန်တော်ပြောချင်တာကျွန်တော်အငယ်ဆုံးသားပြီးလို့ရှိရင်စိုးဆုံးသားပေါ့အလိမ္မာဆုံးမဟုတ်တော့အစိုးဆုံးသားဘယ်လောက်ထိဆိုးလဲဆိုရင်ကျွန်တော်ဖေကျွန်တော်တွေ့ရတဲ့အားကောပိတ်တီးပလက်ရှင်တယ်ဆိုတော့အရေးချင်းတော့ကျွန်တော်အဲ့လောက်ထိကျွန်တော်မုန်းတာဘာကြောင့်မုန်းလဲသိလားမိဘတွေသိမှာဘောနော်တားသမီးကိုခြိုင်းရမုန်းတယ်ဆိုဘာကြောင့်မုန်းလဲမလိမ္မာလို့ဟုတ်လားမသိပြီးလို့ရှိရင်ကြီးလို့မရလို့တကယ်ဆိုရင်အဲ့ဒါမိဘပါလေတားသမီးကိုချစ်လို့ပြောတာပေါ့ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ပြောပြန်ပြီးတာငေါ့မလိမ္မာကိုတွေးတယ်မျိုးရှောက်လို့တယ်ရှောက်သွားတယ်ရှောက်လို့တယ်တကယ်ချင်းနဲ့လဲဟီးရဟာလားလဲဘောကပါလေအဲ့လိုအင်ဂျင်မဲအောင်လို့ပျက်စီးခဲ့ရပြီလားဘောကအမောင်ထဲမှာရောက်ခဲ့ပြီဘောပြာယူလဲကန်ခဲ့ပြီရေတဘိုးလဲထမ်းခဲ့ပြီအကုန်လုံးဘောကပါလေတွားပြီးမှကိုယ့်ရဲ့ဘောကိုတွားပြင်ဆင်တဲ့နေရာတနေရာတော့ကျွန်တော်နေခဲ့ရပြီဟုတ်ပါရောဆိုအဲ့လိုမျိုးသားတယောက်အလုံးလုံးရှင်ယုံလားဗျာယုံလားတနေ့ပြေးပြန်လာတဲ့ဟာမချဘူးဟောလို့တော့ဟောယုံတော့နောက်ကနေထောက်တာဒီလားလို့ဘယ်ယုံလဲမင်း3နှစ်ဘာမှမလုပ်နဲ့ဒီတိုင်းအိမ်မှာလိမ္မာအောင်နေရဲ့ဟောပြီလေ3နှစ်ဆိုအသက်ကြီးပြီဟောဆိုချင်ပါတလုံးလုံးပါဟုတ်လားဆိုအဲ့ဒါကျွန်တော်ဖေတော့ပါ3နှစ်ဆိုရမ်းကြတယ်ဟောလို့ရှင်ပြီအိမ်မှာအကိုလည်းမိမရပြီနော်ကလေးလေးလည်းကြီးလာပြီ तू ကတော့ကားကောင်းကောင်းလေးနဲ့သွားရှာပြီကြောင်းတက်ဖို့လေရက်ကွာစင်ကသပိန်အရင်က तू ကားစင်းကကျွန်တော်သပိန်နဲ့တပည့်နဲ့အစ်စ်နဲ့လည်းမြင်လာတော့စိုက်ကယ်ပေါ့စိုက်ကယ်ကနေမှဘောကမကျွတ်သူကတော့ကားနဲ့ကလေးကြောင်းတော့ကျွန်တော်ပါလေစိုက်ကယ်စီးမှကလေးကိုထီးဒီပိုင်းနဲ့ကြောင်းတဲ့ဘောကအဲ့တော့ဘောကနည်းနည်းလေးနားလဲလားဘာကြောင့်နားလဲလားဆိုရင်ငွေပန်းဆန်ရတဖြည်းဖြည်းနားလဲလားအော်တာသမီဆိုတာအကျိတ်လိုတယ်လုံခြုံမှုလိုတယ်ဆိုရင်သူတို့လုံခြုံမှုရှိလို့ကိုယ်လည်းလုံခြုံမှုရှိရမယ်ဆိုတော့ပါလေမိဘကိုတပြောတယ်မိဘတပြောတော့မိဘဘာလို့မှလဲကောက်လေမဟောကားစီးလိုက်လေဟ
ဟိုကောင်အားနဲ့ချိန်မင်းစီးလိုက်လေဆိုဟိုကောင်ဘယ်တော့မှမအောင်ဖြစ်နေလေဆိုကျွန်တော်ဘယ်လိုသားလုံးလုံးอ่ะဟုတ်လားဘယ်တော့မှမအားတဲ့ကားကြီးငေါ့စီးလိုက်တော့ဆိုတော့သမီးနဲ့စက်ကလေးစီးရတော့ကောင်းပါလေဘုမပါလေစိတ်တူတူနဲ့အလုံးမလုံးနဲ့ပို့ပြီးမှဘွားပါလေနင်းမြုပ်ခဲ့အဲ့တော့ကျွန်တော်အခန်းထဲဘယ်သူမှမတက်ရဘူးတယောက်ပဲတက်တယ်အမီးပါတယ်တပတ်မှတစ်ချိန်ကျွန်တော်မွေးထားတဲ့ခွေးတွေအရန်ချစ်တဲ့ခွေးတစ်ကောင်ပဲကျွန်တော်အပေါ်တက်လာတော့ကျွန်တော်ပတိကလာကြည့်ရအင်းကလူတယောက်မှမတက်ဘူးကျွန်တော်နေရာပြန်ထပ်လဲဆိုတော့၄ထပ်ပုံပါလေ၄ထပ်ပုံပါနေရဆိုအဲ့၄ထပ်ပေါ်တက်လာကျွန်တော်လာကြည့်တာအဲ့ကုလူတစ်ကောင်ပဲကြည့်ရဆိုမင်းအားလုံးငါ့ကိုချစ်တယ်တော်လေးရပေါ့ဟုတ်ပြီနော်ဆိုတော့အဲ့လိုပါလေခွေးကိုပါလေကျွန်တော်စားတဲ့မုတ်လေးကျွေးပါကျွေးညာကျွေးနဲ့ကျွန်တော်အဲ့လိုတည်နေခဲ့တာဆိုအဲ့လိုမျိုးဘွားပြက်ခဲ့ဘူးလို့ရှိလားရှိလားမသိရှိရင်လည်းရှိမှာတော့တချို့တွေလိန်ရွှီနေရွှီနေမှာကျွန်တော်ယုံတယ်တေချာပေါ့မရှိပါဘူးဆိုတော့ပြောချင်တာပါဆိုတော့ကျွန်တော်အဲ့လိုမျိုးဘွားလေအခန်းထဲမှာတယောက်တည်းနေဒါပေမဲ့ကျွန်တော်မှာဝမ်းနဲ့မိရောအမြင်နဲ့ကြာကျွန်တော်မိတစ်ခါကြာတိုင်းကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်မှာကျန်းစာအုပ်ရှိတယ်အဲ့ဒီကျန်းစာအုပ်ကျွန်တော်ဖတ်ပြီးမှပါတယ်နောင်နေ့တစ်ချိန်ကြာရင်တနေ့တခွေးကြာရင်ပေါ့ဒီနဲ့အိမ်နဲ့ကောင်းတဲ့စီပွားရေးဖျားတဲ့ကျွန်တော်ပေးမယ်ဆိုတော့ကျွန်တော်ယုံတယ်ကျန်းစာမှာကျွန်တော်ရေးရပါတယ်ချစ်တဲ့သားကိုသူ့ကိုနောင်တရတဲ့သားမိမှလည်းဖျားပါတယ်အမြဲတမ်းကိုယ့်ကိုဘဝအောင်မြင်ဖို့အတွက်ကိုယ့်ကိုခွင့်လွှတ်ပြီးမှချစ်တဲ့ဖျားဖြစ်တယ်ဆိုတာကျွန်တော်ကိုကျန်းစာမှာတက်တည်ပြတာအဲ့ဒါကိုကျွန်တော်အတဲထဲမှာထည့်မှကျွန်တော်ပါတယ်နေ့တိုင်းဖတ်တယ်ဖတ်တယ်တော့အချိန်ကတော့မရောက်ပါစိတ်ညစ်ရတော့စိတ်ညစ်နေဖတ်တယ်ကျွန်တော်စာရွက်ရေးမှအိမ်မှာပါတယ်ကတ်ထားလားညီကိုလေးလာကအပေါ်တက်လာလို့ရှိရင်ပေါ့ဟုတ်လားတလောက်ဒီဟိုပါဘောနော်ဘဝကနေချတာဒါပေမဲ့ငါမှမင်းတို့တဲ့မြင့်မြတ်တဲ့ဖရားတယောက်ရှိရဆိုတာငါစင်းရချင်းမရှိဘူးပေါ့ငါဆိုးတာအခုမင်းတို့တဲ့တာဘာကြောင့်အလုံးမလို့ရအောင်အေးစစ်စစ်ပေါ်မှာဇင်းနဲ့နဲ့ခမင်းလာဖို့ရခမင်းလာဖို့တော့ခင်းကောင်းတယ်ပါပဲကြည့်ပါဆောင်းရွာလေကြီးလို့လို့လားတကယ်ဆိုည7နာရီ9နာရီအစားပြီဒါပေမဲ့ဟင်းနေတဲ့အကုန်ရှိတယ်အိမ်မှာအစိုးဆုံးသားဖြစ်တာအပွားဆုံးပဲအစိမ်ဆုံးပေါ့ဒါပေမဲ့ငွေကတော့လုံးဝ6ကတဲ့အထိကိုများမရဘူးအဲ့ဒါတခုပဲဆိုလားဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ဘွားကိုကျွန်တော်ဗါလဲစာအုပ်တုပ်လေးနဲ့နေမှကျွန်တော်ဘွားကိုကျွန်တော်အမြဲတမ်းရုန်းကန်မှုတွေစိတ်နှလုံးထဲကနေခွန်အားပေးတယ်ဟဲ့အောင်မင်းကွာဘယ်လိုပဲအချိန်မှရအောင်လဲတော့စိတ်သက်ချလို့မဖြစ်ဘူးတော့တီွားတဲ့လူတွေအများကြီးရှိနေငါ့လိုမျိုးဘွားတယ်ဆိုအဲ့လိုနေရဲ့ချိန်မှာဘယ်သူလာခဲ့တယ်သိလားကျွန်တော်နဲ့10နှစ်လောက်ဝေးကွာခဲ့တဲ့အကိုပေါ့ကျွန်တော်ရဲ့ငယ်ငယ်တော့ပေါင်းခဲ့တဲ့ကျွန်တော်ရဲ့အချစ်ဆုံးကွာမစ်ဆိုတဲ့ပေါင်းခဲ့တဲ့အကိုရဲ့တငယ်ချင်းပေါ့တကက်ညီကိုရင်းလို့သူတို့ကခင်ခဲ့တာဆိုရှင်အဲ့ဒီအကိုကရောက်လာရင်မှကျွန်တော်ကိုဗါလဲအပေါ်ထပ်တိတက်လာအပေါ်ထပ်ကျမှတကားလာခေါ်တာကောင်းဆိုဘာတူလဲမဖွင့်ဘူးသွားဆင်းသွားလိုက်မစားဘူးပြန်မောင်းထုတ်လာခမင်းလာဘောတယ်နောက်တစ်ခါပြန်ခေါက်တယ်ငါစိတ်တူလာငါစားတော့စားမှဘယ်သူမှလာမခေါ်နဲ့ကြီးရတယ်နော်ပြင်ငါပြီးတေတော့ဘိုင်းအရန်စားနေတယ်လို့စိတ်တူလာတော့ပိုခေါက်တာတော့ကြတော့ဗါလဲတကားကိုကျွမ်းမှဖွင့်လိုက်ရှင်းမထိုင်နေမျက်မှန်နဲ့ကိုကျိုးဆက်သူ့ကိုကျေးဇူးတင်လိုက်အောင်တော်လေးကိုဒုက္ခပေးတဲ့ကိုကျိုးဆက်ပေါ့ငွေပြဿနာကိုဖြည့်ရှင်းမှငွေကိုပွားစီလာအောင်တုံးလို့ရအောင်သူလုပ်ပြီးတာသူကကျွန်တော်ရဲ့မျိုးစီပိုင်ရှင်ဥယျာဉ်မှုကျွန်တော်ရဲ့ဥယျာဉ်ချမှုလည်းဟုတ်တယ်ကျွန်တော်ရဲ့မျိုးစီကိုယူမှကျွန်တော်ဟိုတစ်ခါတော့ပြောဘူးလေကျွန်တော်အစည်းအဝေးဒီလိုစင်ပေါ်မှာ3ခါတက်ဘူးလေပထမတစ်ခါကျွန်တော်ပြောတယ်ကျွန်တော်ကိုမျိုးစီယူမှအမ်စာဥယျာဉ်နဲ့ထည့်လိုက်တယ်အဲ့ဒီအမ်စာဥယျာဉ်လေကျွန်တော်အကူကပါလေရေလောင်းပြီးတော့ပန်းဒီလိုပွင့်လာအဖူးလေးကပန်းလေးကပွင့်လာပန်းပွင့်တော့အဖူးလေးဖြစ်လာအကိုင်းလေးကအဖူးလေးဖြစ်လာဒုတိယတစ်ခါတက်တော့ကကျွန်တော်ရန်ကုန်မှာတောင်းတော့ကျွန်တော်အဖူးကပါလေပွင့်လာပြီးမှဂျားထဲမှာလက်တော့တွေ့နေဘာလဲတော့ကျွန်တော်မသိဘူးပေါ့ဟုတ်ပြီနော်ဒါပေမဲ့ तू ကရေထက်လောင်းတာရှာရှည်ပြီးရေလောင်းတာလောင်းတော့အခုအဖူးကပွင့်မှာပါလေစိတ်လုံးတစ်လုံးကြာလာကဲလို့ဒီနေ့ဒီနေ့အမ်ဆာမှာကျွန်တော်တို့ဒီကကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ဒီဒေါက်တာကျွန်တော်တို့ရဲ့အထင်းမြောက်ကိုအထူးပဲကျေးဇူးတင်မှပထမဆုံးကျေးဇူးတင်ရအောင်ရှင်းပြသွားတယ်လက်ခုပ်ဒီကျေးဇူးတင်အောင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်ကိုစိန်ဥယျာဉ်လာလုပ်ပြီးတဲ့အထင်းပြတဲ့အတွက်ဟုတ်မလားစိန်တကယ်ဥယျာဉ်လာစိုက်ပြီးတာဒီမှာထိုင်တဲ့ညီကောင်မတွေလည်းကျွန်တော်တို့အကုန်လုံးစိန်ပန်းနေဆိုကိုကုန်နေတဲ့အနေနဲ့လက်ခုပ်ဒီမှာကျူဆိုရအောင်ဆိုလို့ရှိရင်ဒီ
ဘာကြောင့်လဲဆိုမြန်မာပြည်မှာတက်စီတောင်းတော့ပွင့်လာပြီပါပူပူလေးနဲ့စိတ်ပါတော့နော်ပါစီနဲ့စိတ်ရှိလို့ရှိတယ်နော်ဆိုလို့ရှိရင်ကိုစိတ်မရှိလို့မထင်နဲ့ကိုတကယ်စိတ်ရှိတဲ့ထင်တဲ့လူစူးစမ်းကြည့်အင်းရလူစိတ်တော့တုံးရအောင်ဒိုင်းမောစတာတွေရလို့ရှိရင်တအိမ်လုံးတွေပွားချင်တယ်သွားမယ်ကြိုက်တယ်တော့ပတ်စံမကုန်ဘူးဆိုအဲ့ဒီစီးပွားရေးကိုပေါ့နော်ဆိုဘာပဲမြန်မာပြည်ရောက်လာကျွန်တော်တို့အရန်ကိုကျေးဇူးလည်းတင်ရအောင်ဆိုလို့ရှိရင်စဉ်းစားရေးကိုကိုကျိုးဆက်ကျွန်တော်လာပြောတော့မြစ်ကြီးနားမှာလာပြောတော့မြန်မာပြည်မှာရန်ကုန်မှာဆိုရင်ဘာမှမစဘူးစခါတာပဲရှိတယ်မန္တလေးမြို့ဆိုတာလည်းဘာမှသတင်းအောင်ကြားလို့ကိုကျိုးဆက်အကြံကြီးတယ်ကျွန်တော်လာပြောပါတယ်ဟာစိန်နင်းတစ်ချိန်ကြရင်ဒီစီးပွားရေးမြန်မာပြည်ပြည်တယ်လို့ထားလို့လို့ရှိရင်နင်းအောင်မြင်ရှင်လို့ရှိရင်ပေါ့နော်ငါပြောတဲ့အတိုင်းပဲလို့ငါ့လိုမိတ်သူပြောမိတ်ကတော့တစ်ချက်မှမတူဘူးနော်ဟိုအရာရောကျွန်တော်မရအောင်ကျွန်တော်စကားပြောလို့ရှိရင်ငယ်တွေကစပီကာကျယ်နော်အတန်ချက်မြူထားလို့နည်းနည်းကျယ်နည်းနည်းနားလည်းပြောကျွန်တော်လာပြောတယ်ပြောကျွန်တော်ကဗါလဲသူ့ပဲကြည့်ယုံတယ်ဒီတော့ကတော့ယုံပါလေဘာကြောင့်ဆိုသူနဲ့ကျွန်တော်နဲ့သူနဲ့သူ့စီမှာကျွန်တော်နှစ်ကျော်ပါလေအဲကြောက်ပညာတင်ဘူးလေဆိုရင်သူပြောတဲ့စကားတွေအကုန်လုံးမှန်တယ်သူလုပ်တဲ့အမူအရာတွေသူတွားလာတာတွေသူခြေလန်းတာတွေသူ့ရဲ့ပုံစံလေးတွေပြောညမ်းမှုလေးပါလေကျွန်တော်အရင်သဘောကျတယ်ဆိုလို့ရှိရင်အမှန်တကယ်လုပ်မှာဆိုတော့ကျွန်တော်သိတယ်ကျွန်တော်ကိုယ်နဲ့ငယ်ပေါင်းတော့ကျွန်တော်ပေါ်ရတယ်ကောင်းကောင်းမွန်မွန်သိခဲ့တော့ဆိုတော့သူပြောတဲ့အတိုင်းကိုကျွန်တော်မလုပ်လဲဆိုတော့လုံးမှာချမှာစိန်ခေါ်နဲ့စိန်ခေါ်ရင်လိုက်ကိုလိုက်မှာဆိုတော့အဲ့ဒါဘာလဲဒီစီးပွားရေးစလုပ်တဲ့အချိန်မှာဘယ်သူမှမလုပ်လဲတော့ဆိုတော့အဲ့ဒါကျွန်တော်လုပ်တဲ့အချိန်မှာသူကဘာပြောဆို3ချက်ပဲအဲ့3ချက်တော့အဲ့3ချက်ကျွန်တော်လုပ်တဲ့အချိန်မှာကျွန်တော်ပထမဦးဆုံးမိသားစု6ယောက်ကိုသူကအရင်စားထည့်ခဲ့တယ်မိသားစု6ယောက်စားထည့်တဲ့အချိန်မှာကျွန်တော်အဖေကပြောတယ်ပါငေါစီပွားရေးလုပ်တော့မယ်တခုအရင်ကြီးဘာမှမကုန်ဘူးတသိန်းတော့ရင်းပေးလိုက်ပေါ့ဆိုတော့ဗါလဲမိဘပါလေတသိန်းတော့မိဘဝယ်သွားတာဒီကောင်လိမ်မိုင်းပြီးတော့တသိန်းတော့ဘာဖြစ်လဲပြီးလဲဟုတ်လားပြီးတော့โอเคပြီပြီးရင်နောက်တစ်ယောက်မလောလိုက်ဟုတ်လားပြန်ဆမ်းမယ်နေလုံးရပြန်လိမ်မိုင်းပြီးရပဲတော့ပြန်မထည့်တယ်ပြီးရင်အတော်လေးအမလည်းကောင်းလို့ပြောပါလေ6ယောက်ထည့်တယ်အဲ့ဒီမိသားစု6ယောက်နဲ့ကျွန်တော်ဘွားစားခဲ့တယ်အဲ့ဒီမိသားစု6ယောက်နဲ့စလာတယ်ဒါပေမဲ့ကျန်တဲ့တကယ်ချင်းတွေကျွန်တော်ဘာပြောဆိုတော့မင်းမြန်မာပြည်မှာရှိတဲ့မင်းမြစ်နားမှာရှိတဲ့တကယ်ချင်းတွေမင်းအားလုံးအစီအစဉ်လုပ်ဖို့အတွက်မင်းခေါ်ထားတယ်တော့ငါရဲ့ထိုင်မှုရှိမှာငါမင်းတို့လူထိုင်နေရတယ်ဆိုတော့အဲ့လိုပြောတော့ဗါလဲကျွန်တော်မိသားစု6ယောက်ရတဲ့ကျွန်တော်ငွေ8000ရကျွန်တော်အိမ်မပြောစားမပြောနဲ့ကုမ္ပဏီတလုံးကင်မှာမိုးတဲ့ကြီးလက်သွားပြောပြီဒါစစ်မှန်တဲ့စီးပွားရေးတွေကုမ္ပဏီမှာနာမည်ပေါ်လာငါတို့စဉ်းစားကြည့်လိုက်ဘာလားပြောဘူးလားဆိုကိုယ့်ရဲ့နာမည်ကုမ္ပဏီမှာပေါ်လာလေလွယ်တယ်များထင်လားလေမင်္ဂလာဆောင်တဲ့ချိန်တစ်ခါ10ခါပေါ်ရင်10ယောက်ယူရမှာအဲ့တော့ဘလို့မဖြစ်နိုင်ဒီနေ့အမ်ဆာမှာလေကိုယ်နာမည်အများအားပေါ်နေတာဆိုတော့အဲ့ဒီစီးပွားရေးအင်တာနက်ပါကျွန်တော်တို့ပိုင်ဆိုင်နေတဲ့ကောင်ပဲမပေါ်နဲ့နော်အမ်ဆာမှာတော့ဒီတသိန်းကကျွန်တော်ကိုပြောပြနော်ခင်ဗျားတို့သဘောပေါက်လားကျွန်တော်ပြောပြမယ်ကျွန်တော်ပြောပြစကားကိုပြောပါတသိန်းကုမ္ပဏီမှာဝန်ထမ်းတွေတွေ့လားအဲ့ဒါအားလုံးလက်ဆောင်ပေးတာတင်းဝင်ထားတဲ့လူတွေပြီးလို့ရှိရင်ခင်ဗျားတို့သိဘူးလားကုမ္ပဏီတကားပေါ်မှာပစ္စည်းတွေအများကြီးရှိဟုတ်လားအဲ့ဒါလည်းခင်ဗျားတို့လက်ဆောင်ပေးတာပြီးလို့ရှိရင်ပစ္စည်းအရင်းကြီးတွေငွေအရင်းကြီးအများကြီးလို့လာပြည့်တယ်အဲ့ဒီ share လည်းပါလေကျွန်တော်တို့ပိုင်ဆိုင်မှုနဲ့ကျွန်တော်တို့ပါလေဒီငွေတစ်သိန်းထဲမှာပါဝင်ပေးနေပြီနောက်ပါပေးရဲ့အင်တာနက်နဲ့ကိုလူတွေခါလေးကြည့်ရတာကျွန်တော်ဂျိုလူတစ်လုံးရဖို့ဆိုခင်ဗျားလွယ်လားတစ်သိန်းရလေလွယ်တော့ဟုတ်လားနော်အဲ့လိုလွယ်လို့အကြံကြီးရင်အကြံဖြစ်နိုင်လွယ်အောင်အမ်ဆာမှာကျွန်တော်တို့အဓိကဘာလဲဆိုရင်အတွေးခေါ်ပဲအတွေးခေါ်အတင်းသားတွေအားလုံးပါလေအတွေးခေါ်မြင့်နေပေးနိုင်ရင်အောင်မြင်ပြီအရင်းကြီးကကျွန်တော်တို့ဒီမှာဒေါက်တာတတိယအကုန်လုံးပတ်ဖို့တာဟုတ်လားမသိကျေးဇူးတစ်ခါပြန်ကြရအောင်ဆိုလို့ရှိရင်ကျွန်တော်ဒီစီးပွားရေးစလုပ်လို့ကျွန်တော်အခက်နည်းနည်းလေးပြောပြမယ်နံပါတ်1လူတက်ပြောတယ်အဖေရဲ့ဟွာပေါ့အမေရဲ့အကိုရင်းအမေအကိုရင်းရဲ့သမီးကိုလည်းပြောတာအေးဆေးပေါ့6ယောက်ရမှာတော့ဒီတယောက်တော့အမျိုး2ယောက်တော့အသာလေးရတယ်ဟုတ်အဖေမျိုးနဲ့အမေမျိုးကအသာလေးပေါ့အဲ့ဒါဆိုအသိပြေပေါ့သွားပြောတာအစဲဖုန်းပေကုန်နဲ့မဆက်နဲ့အိမ်ပြန်လာအမမျိုးကဘာမျိုးလဲကွာအသိတော့ကစီနဲ့အမျိုးကဒါမှမဟုတ်မျိုးခါမှမမြင်ဘူးအဲ့မျိုးကလုံးဝစကားလာပြောခိုင်းတယ်နေပိုင်နေပိုင်ရှော့ပြောနေတယ်အများလို့ရှင်လို့မလို့ရှင်လို့ပေါ့ငါ
စိတ်နာတယ်သိရမလားအေးဟုတ်ပြီပြီးရင်ဖေမျိုးသားပြောတယ်ဘာမှလည်းလာပြီးမှလည်းစိတ်ဝင်စားမှုအယောင်ခုမှမပြောင်းတော်ပြီးစိတ်မပေါဘူးတသိန်းအားဆိုလည်းတသိန်းထည့်လိုက်ငါပြောငါလုပ်ပြီးမယ်အောင်လုပ်ပြီးမယ်စံမြိုင်းအောင်ခုရှင်းအောင်နဲ့စစ်တောင်းရတော့你谁要是有你不要呢？အဲ့တော့ပြောလူမှမယုံအဲ့တော့ကိုမီတာကိုင်းမှာမင်းတို့မလုပ်ချင်နေဟုတ်လားစိတ်သက်ကြနဲ့အကိုလားဆိုအခုပြောအမျိုးတော်မျိုးဒီစီးပွားရေးဘယ်လိုလုပ်မှာလဲပေါ့အကိုကဘာလဲလားစိတ်တက်ပြောတာဘူကောင်းတယ်ဟိုမသိတဲ့စိတ်တော့ဘူယုံပေါ့အဲ့လည်းပါလေသစိမ်းကိုကပြောတာမိုးနေရတယ်တပြောချင်ပါလေငါကောက်လာကောက်သွားပြီခဏရောင်းလိုက်အောင်နိုင်ရောင်းလိုက်အောင်စိုးစံကြီးဖွင့်လာတော့ကွန်ပျူတာလုံးနဲ့လာခဲ့ဒီကောင်ဆေးကြောင်သွားပြီနေတယ်အော်မင်းကပြောတော့ပြောလေမင်းကဆေးကြောင်လာတာပြောတယ်စဉ်းစားကြည့်အဆမှာအဲ့လိုပဲယုံတဲ့လူနဲ့မစားဘူးမယုံတဲ့လူနဲ့အရင်စားတာလည်းမစားဘူးဟုတ်လားမသိအဲ့ဒီအင်ဂျီကိုကိုင်းမှလေကွန်ပျူတာတက်လာကြမင်းကွန်ပျူတာနေတယ်လို့လားယောပတ်စံရမှာ3ခွက်လောက်ငါကျင်တာမင်းစကားမလားဆိုကြအဲ့ဒီကွန်ပျူတာလိုင်းမှာတကယ်ချင်းကိုရှင်းပြတယ်ရှင်းလဲရှင်းပြပြောမျက်လုံးပြူးမှာတယောက်စီချင်းဝင်လာအာကိုကတကြက်လုံးငါလုံနိုင်ပြီပြောတယ်ဘယ်ပြောလွယ်အစားမလွယ်ဘူးတော့အဲ့ဒီတယောက်ပြူတယ်သိလားအသက်60ဝန်းကျင်ပြည့်တဲ့အဖိုးကြီးကျွန်တော်ရပါလို့သိလားညဖိုးကြီးမို့လို့ဝင်လာတဲ့အခါမရှိဘူးအဲ့လိုပါလေကြည့်မှာတယောက်ယောက်ဆိုပြောတယ်အဖိုးရမနေ့ကကျွန်တော်စီမှာတငယ်ချင်းတွေအများကြီးရှိရလာပြီးလိုက်တော့ဘယ်နားမှာလဲဆို10မိုင်လောက်ဝေးရတယ်10မိုင်ဝေးတဲ့ကိစ္စမရှိဘူးတငယ်ချင်းအုပ်လိုက်ရှိတယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲကွန်ပျူတာကိုင်မှနောက်နေ့ကျတော့အေးကကာငါပြီးသွားတာ10မိုင်တော့ဝေးရတယ်နောက်ကားဖို့ပြန်ပြီးတော့ကာငါပြီးသွားလိုက်ကာငါပြီးတော့ခေါ်တော့ဟိုမှာနေရာတွေ့ရထိုင်နေရအများကြီးလားလို့နောက်သူ့ရဲ့အတက်တူဖိုးပြောက်ပြန်ထိုင်တယ်ဟမ်ဟာဒီစီဝါရဖိုးနဲ့ပဲကြုံနေဖြစ်ပါမလားလို့အဲ့ဖိုးကြီးကိုကွန်ပျူတာလိုင်းမှာပြန်ရှင်းပြတာအော်အထက်နားထက်စားထက်စီထက်ကလောစားတော့အမ်ဆာမှာလို့ရင်တော့ချက်ဘလောက်အောင်နေမလဲတော့ဖိုးရခေါ်အဲ့လိုစဉ်းစားရတော့အဖိုးကြီးကမင်းတို့ကြီးတော့ထားမှာခါမသိဘူးနဲ့စီဝါရောအဲ့ဒါကျွန်တော်ဘာလဲနောက်နေ့ကျတော့တရင်ကောင်းလာဟဲ့ပုံစံလာအယောက်20 30စုထားပြီစဉ်းစားရတော့အယောက်20 30စုထားပြီအဲ့ဒါကျွန်တော်ဘာလဲအဲ့အယောက်20 30တက်ပြောတယ်ဆိုတော့အားလုံးမှာဖြစ်တယ်ဝင်လာအဲ့ဒီဝင်လာတဲ့လူကျွန်တော်မအားဘူးကိုကျိုးသက်စီခေါ်သွားတာဘာမင်းတင်ပြောရလေဘာဟိနေဟာနဲ့ဒီများလည်းသူ့အမျိုးမျိုးပြောကြတယ်ယုံလို့ရတော့လား။ညောင်ငါသူ့ရင်မှာသမင်းစားလာနည်းနည်းသုံးလေးရှိပြီမသိလို့လား။ပတ်စံနဲ့ချမ်းလာတဲ့ဒီစီးပွားလို့လားဆိုတော့ तू ကတကယ်ဟိုမှာတင်းသုံးကစားမှတကယ်အောင်မြင်ပြီးမှလာခဲ့တာ။ခင်ဗျားတို့ဘွားကျွန်တော်ဘွားအောင်မြင်လို့ဝိုင်းလို့ပဲအေးစင်းသားတော့။သွားတင်ရရှိရလို့ခေါ်။အဲ့ဒါပြောနေပထမလမှာအယောက်80ရတယ်ငွေက9သိန်းကျော်ရခဲ့တယ်ပထမလ။ဒီညလာရောက်တဲ့ချိန်တော့ဆင်းနေရတယ်။ဒီအဝေးခေါ်ပြီလေ။နာမည်ကြီးလာပြီပူလာအဲ့ဒါဘုံကကွမ်းစိမ့်ကိုလေးပဲဖြစ်လာလာပြီးပါဦးဘုံကအဆောင်ပါနဲ့ဆရာကပြောလို့ရှိရင်အုပ်လိုက်ဝင်လာသာဟာအကြံကြီးရဲ့လေပြက်ကြမကြနားမလဲကားရှိမကြောက်ပါလေဘုံရအောင်သွားတာတရက်ဒီနေ့ပြောမနေ့ပြန်ရအောင်သွားတယ်ဘုံမှာအဲ့ဒီတလားကိုကျွန်တော်လူပေါင်းဘလောက်ဝင်လဲဆိုရင်လူပေါင်းတလားတဲ့နဲ့120ကျော်ပြောင်းဝင်ခဲ့တယ်ဒီမြစ်ကြီးနားမှာလည်းကျွန်တော်အစည်းအဝေးလုပ်တယ်မြစ်ကြီးနားမှာအစည်းအဝေးလုပ်တယ်လုံရင်လုံနေအဲ့လက်ပထမအဲ့ဒုတိယလမှာကျွန်တော်လူကြီးအားလုံးဘယ်လောက်ရှိရဆိုရင်900ကျော်ကဒုတိယလတက်လာတယ်ဆိုလို့ရှိရင်တွက်ကြည့်တော့80ကနေတော့ပေါ်သွားတယ်900ကျော်နော်ဘယ်နှစပေါ်သွားတယ်ကျွန်တော်တော့ဘူးတင်းတင်းတော့လုံနေတယ်နော်ဒီမှာကြည့်လိုက်အကုန်လုံးဖြူဖြူဝင်းနဲ့နော်အကုန်လုံးကအဆန်းဆန်းရှိတယ်ခင်ဗျားတို့လာလို့ရှိရင်အမ်ဆာပေါ့တော့ပါကျွန်တော်ယုံနေကျွန်တော်ရည်စင်းနဲ့ပြောပြရဟုတ်လားလို့ရှိရင်ဒီကျွန်တော်ဒီစီးပွား
ရေးကိုလောက်လာတာအဲ့ဒီကနေဆိုင်မှာဒုတိယလမှာကျွန်တော်ဘယ်လောက်ရလဲ45သိန်း5000ကျော်ရတယ်ဘယ်လိုလဲဒီလက်စားချင်လို့စောင့်တယ်ငယ်ချင်းတွေဒီတော့ကောင်လည်းတွေ့မယ်ငါ့ကိုစောက်ပြီးတော့လာတော့45သိန်းတော့ရစီတော့ဟာတော့ခါကွာ45သိန်းထွက်လာဟာဘာလဲဟာမလို့လေဦးစီကငါသိရဘယ်လောက်လဲ45သိန်းဟောဟုတ်ပါဘူးဘာမှလည်းခဲ့လိုက်ဆရာတို့တော့ဆုံးပါနိုင်ငံတော်ခေါင်းဆောင်လားရဲ့မိစ္ဆာစီပွဲလို့လည်းနိုင်ငံတော်ခေါင်းဆောင်လားတိကျဆောင်လားအဲ့ဒီစင်ကကျွန်တော်ဖေပြန်ပြောပြီလားကျွန်တော်ဖေကျွန်တော်ချစ်တယ်နိုင်လဲနိုင်တယ်ပြောတယ်လေကျွန်တော်ဖေတော့ဟာဘာမှလည်းပစ္စည်းထုတ်ပြန်မလို့ဘူးအယောင်းဝယ်လည်းလုပ်ဆရာမလို့45သိန်းရပြီးလို့ရှိရင်လေဟာလိုက်စင်ကထားတွေ့လားဆိုင်မှာပါလေလူတိုင်းလုပ်ငန်းလိုက်စင်ကတာဟုတ်လားမသိဘူးဟုတ်တယ်တော့ကြည့်လိုက်တာဥတင်ပေါ့ဟုတ်လားလိုက်လုပ်ငန်းလိုက်စင်တရက်အနာကြီးတစ်လုံးပဲရောင်းရတယ်လိမ်စားပြီးရှောက်ရောင်းတယ်ရောင်းတာအလုံး100ကျော်ရောဟုတ်လားမသိဘူးသူကပြဿနာခေါ်ဆောင်မှုလေဆောင်မှုလားမသိဘူးသူကဆောင်တော့နိုင်ပြည့်ပြင်တစ်လုံးနဲ့ပြင်တာအလုံးပေါင်းအနည်းဆုံးရှိနိုင်ပြင်တာ2သိန်း3သိန်းရတယ်ဒါပေမဲ့တစ်လုံးပဲပြင်ရတယ်နိုင်ရောတာဘယ်လောက်တစ်လုံးနဲ့ဆိုင်ရတဲ့ဆိုင်ရဖက်ရတော့100နဲ့အဲ့ဒါတော့ဒီမိုင်းမှာအဲ့ဒါလို့ရှိရင်အလုံးလုံးရဆိုတော့ကျွန်တော်ပြောတာဟုတ်ပြီနော်ဒီနေ့အမ်စတာမှာပစ္စည်းခွန်ဘယ်လောက်ဆောင်လာလဲ900ခန့်ဟုတ်လားဟုတ်တယ်နော်ပြီးတော့ရှိရင်သူ့ရဲ့ထွက်လာတဲ့ပတ်စံနဲ့နိုင်ငံတော်ခွန်ဆောင်လာဟုတ်လားကျွန်တော်တို့အိမ်နဲ့အပြင်အားလုံးတဲ့စီးပွားရေးတားတဲ့အကြောင်းကိုကျွန်တော်ပြောပြတာအခွန်ဆောင်တာပို့ပြီးမှမြန်မာတွေမှာတိကျတဲ့အကြောင်းကိုပြောပြတာဟုတ်နော်အားလုံးကျွန်တော်အမ်စတာတစ်ခုဒီမှာကျေးဇူးတင်ရအောင်တို့ကြတော့ကျွန်တော်ဖေကျွန်တော်ပြောပြရင်နဲ့ကျွန်တော်ဖေကစိတ်ဝင်စားအောင်ငါကြည့်လို့မရအောင်ပဲပြောနေတာလူများလေအရင်မောဖို့လေပဲအပေါ်လူများလာလေတချင်တော့ဗာလဲမီးရဲတကောင်မဲလာအဲ့ဒါအပေါ်လူကပြည့်စိုက်ကအောင်ထားတဲ့ညာမရှိအဲ့လိုလူများလာငါစဉ်းစားကြည့်စားလို့လုံးဝလေဆိုအဲ့လိုများဆိုကျွန်တော်ဖေကပြောလိုက်မစ်စီပွားရငါအိမ်မှာလာမရှုံးနဲ့ငါဆရာတရက်ကိုတလားတော့တင်းပေါင်း100ကျော်နေရာပုံမှန်ရနေတာမင်းစီးပွားရဲ့တစ်ခုဖြစ်လို့ရှိရင်ငါဆိုင်ပေးရတော့လေမင်းကအင်းကနေမောင်းထုတ်ပါမောင်းမထုတ်တာမဖောင်းလားဟုတ်လားကျွန်တော်ဖေပြောပြ3လပဲချိန်ပြီ3လအခု9လရှိပြီနောက်ဆုံး1လလို့ပြီးရင်အပြင်မှာထွက်ပြီးလို့တော့အိမ်မှာမလုပ်တော့ကျွန်တော်ဖေပြောပြတယ်ဒါပေမဲ့ကျွန်တော်ဖေကတားဆိုတော့ပြောလို့တော့မကောင်းဘူးเนาะအခွင့်အရေးပေးလိုက်ပထမ1လကျွန်တော်9သိန်းဒုတိယ1လဘယ်လောက်လဲ45သိန်းကျွန်တော်ဖေက2000တအောင်ဆဲတာ45လေးသူကဘယ်လောက်လဲ2000ဘာလို့မလဲ2000ဒီတော့ငါနဲ့ကြောက်တဲ့ခါနဲ့တော့မရဘူးရတယ်ကိစ္စမရှိဘူးဟုတ်နော်ဒုတိယကတတိယကဆိုဘာမှသူနာမှာတော့ချီချော်လိုပေါင်းနဲ့ဘာမှအဲ့ဒီကွန်ပျူတာပြဟာပါတိနဲ့10ကျော်ရတယ်ဟဲ့ဟုတ်လို့လားအဲ့တော့လေ20ကျော်ကျွန်တော်က90ကျော်ရတယ်အဲ့ဒီချိန်ကဟုတ်ပြီနော်အဲ့ဒါကျွန်တော်မေးတော့ဘာလဲကျွန်တော်မေးတော့ပြော20တော့ဟုတ်လားဘာလို့လာလေးရတော့ဘာလို့မလဲအဲ့ဒီခါတော့တော့တလားပြန်ရောက်တယ်အောင်ဟာငေါ့100ကျော်သွားပြီဟုတ်မနော်ပပဘယ်လောက်တိလားဘယ်လောက်50ကျော်ဟုတ်မနော်စဉ်းစားကြည့်ကိုဖေဘယ်လောက်လာလဲ50ကျော်ပညာတက်ပြလို့လားမလုံးတော့ကိုဖေမှာနေထိုင်တဲ့ဆောင်းကြီးနဲ့ဘာဖြစ်နေတာပတ်စံတက်အဲ့တော့အပြည့်လုံးပြအောင်တက်ပြန်တရက်နဲ့တော့အဲ့ငါကြည့်လို့မရအောင်တော့အမ်ဆာမှာပဲတက်တယ်တော့အဲ့ဒါကျွန်တော်တို့အိမ်မှာမိဘတွေဆူနေတက်လာပတ်စံမတက်အောင်တော့နည်းနည်းအမ်ဆာမှာတက်တယ်ငါစိတ်ညစ်တယ်ကွာအခုလေကျွန်တော်ဖေးစောင်းကြည့်မှလေငါစိတ်ညစ်တယ်ကွာဟိုတွားဒီသွားနဲ့ဘလောက်50ကျော်အဲ့လိုရတယ်12လရှိသွားတယ်ဒီလိုဆိုကျွန်တော်ကမအားဘူးမင်းမသွားလို့လိုက်မင်းကအရာအားနဲ့မင်းနဲ့အရာလိုက်ဖက်တယ်ဒီစီပွားကြီးကငါဘယ်လိုသွားလို့မှလဲ40ကျော်အဲ့ဒါ40ကျော်လေစဉ်းစားကြည့်ဟုတ်တယ်နော်အကိုလည်း40ကျော်ပြီးရင်အတော်လေးဟဆင်းနေမဲလောက်လိုက်နေမဲတော်တယ်ပြီးရင်သွားတယ်တော့အတော်ဘယ်လောက်ပြန်ရတယ်တစ်လောက်ကို30ကျော်စဉ်းစားကြည့်အခုဘယ်နှလားရှိလိုက်
တနေ့နဲ့ကျွန်တော်လုပ်လာတာနှစ်နှစ်ဝန်းကျင်မှာရှိလာတယ်အဲ့တော့ဝင်ရပါလေအိမ်ကလူတွေအားလုံးရဲ့ဘောအောင်ကိုတခါနဲ့ဆံပြနေတဲ့အမ်ဆာမှာငွေရတဲ့အကြောင်းကျွန်တော်အားလုံးကိုတက်တည်ပြပြနေဟဲ့ပြီးလို့ရှိရင်ကျွန်တော်ဘွားမှာစောက်ယူလို့ခံခဲ့ရတယ်အချိန်ပေါင်းရာချီရှိတယ်ဒီနေ့ဒီစောက်ယူကကမ္ဘာစင်ကတင်မော်လဲသွားစီးခဲ့တယ်9လနဲ့သွားစီးရတော့ဒီများနိုင်ငံကဘယ်နှလားအားလုံးဘယ်နှလားကောက်လဲဆိုရင်15လကောက်တယ်အဲ့ဒါကို9လနဲ့ကိုဂျိုးစဲအားပေးမှုကြောင့်ကျွန်တော်ရဲ့စူးစမ်းမှုကျွန်တော်စူးစမ်းတယ်ကိုဂျိုးစဲကျွန်တော်ပတ်ဖို့တယ်သူ့ရဲ့နီးစနစ်တိုင်းသွားတယ်အမ်စတာမှာနီးစနစ်နဲ့တိတ်ပြီးမှပိုပိုလိုပြောအဲ့ဒီပုံစံနဲ့သွားတာ4လ5လအတွင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကနေကိုဂျိုးစဲနဲ့ကျွန်တော်နဲ့ကမ္ဘာစင်ကတင်မောကိုအင်္ဂလိပ်ကြားမှာတွိုင်းမှရှာပင်စပယ်ရှယ်တောက်မှစီးခဲ့တဲ့ကျွန်တော်ခုမှတက်တင်ခံပြီးတော့ပြန်လာတော့ဘာလုပ်လဲဆိုတော့ကျွန်တော်ပါလဲအဲ့ဒီကုမ္ပဏီလေးကင်မှာစောက်ယူသွားတဲ့နိုင်ငံကြီးလိုက်6နိုင်ငံဟုတ်ပြီနော်6နိုင်ငံသားလည်းကဲအဲ့ဒီမဆင်တာတင်မောမှာလိုက်ဘူးတဲ့လူပေါ့မလိုက်ဘူးတဲ့လူပေါ့ကျွန်တော်နည်းနည်းပြောပြချင်တယ်အဲ့ဒီတင်မောပေါ်ရောက်တဲ့လူရဲ့ဘဝလေးပြီးပြည့်စုံတော့အောင်ပျော်ရွှင်မှုရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်အခုတည်းကတင်ကောင်းပေးထားပြီးသားဟုတ်ကဲ့နော်တစ်ခါလေခြေတော့လေလက်တွေရားနေတာဒီခုကသွားလို့ရှိရင်တော့အကုန်လုံးလုံလုံချုံချုံနဲ့ဘာမှမပါဘူးအခုနှစ်ခုတော့ပါတော့နော်စဉ်းစားကြည့်တစ်ချိန်တော့ဆောက်ယူတယောက်လေကိုကိုပြင်လာမှာလေစင်းတွေတိုက်နေတာစဉ်းစားလို့မရဘူးဟာအိမ်မက်လားတင်ပေါ်စားထဲမှာစဉ်းစားကြည့်ဟာတစ်ချိန်တော့အမျိုးကဲတယ်လူတစ်ချိန်တော့အိမ်မှာကားတွေပါလို့ရှိသပိန်စီမှာစပြီးမှဘဝရုံးခံရတယ်အခုအိမ်ကလူတွေအလုပ်ညာလုပ်နေတာဒါပေမဲ့ကျွန်တော်ပါဆံပင်လေးခံရပါတယ်စင်ခံတင်ပေါ်မှာအေးစစ်တွေထူးတဲ့အကြောင်းမှာအင်္ဂလိပ်ကြားမှာအေးစစ်တန်းတယ်အဲ့လိုမျိုးဘောခင်ဗျားတို့တစ်ခါတော့လာပြီးမိစားကြည့်ပါအဲ့လိုဘောဘယ်လောက်ထိပြောဖို့ကောင်းလဲဆိုတော့အဲ့လိုဖြစ်နေတယ်လို့ပြောတာဒီကျွန်တော်လာကြပြန်လာပြီးစောက်ယူဟုတ်တယ်နော်အဲ့တော့မင်းဘက်စမန်တွေခေါ်ထားလိုက်တော့မင်းအန်တီအများများပြီမင်းလူဦးတွေအများများနေပြီကျွန်တော်ပြန်တော့ဘက်စမန်တွေခေါ်ထားလိုက်တယ်ဘက်စမန်မလို့အမ်စတာမှာဘက်စမန်မလို့ဆိုရင်ပါလေချစ်ချင်းမေတ္တာရှုရှင်အောင်ပြီလေအခုနေချစ်ချင်းမေတ္တာလောက်ရှိတယ်ဟုတ်လားစပင်တကောင်းနဲ့လေလူပြောရဲ့ချစ်ချင်းမေတ္တာညမောင်းကတော့နေဆဲခါအောင်ဟုတ်လားမသိဒီနေ့ကျွန်တော်စီဝိုင်းလုပ်တဲ့လူလေနေအခုစပင်ညနေအောင်လားအခုကျွန်တော်ဟိုးရွာမှာစပါးဆိုင်တဲ့လူလေဒီလားဘယ်လောက်ရ10သိန်းကျော်အဲ့လိုရနေတာစပါးလည်းရိတ်တယ်ပတ်စံလည်းရစပါးရိတ်နဲ့ဟဲ့အမ်စာကောင်းတယ်ဘောလည်းကောင်းတယ်တရွာလုံးဝင်လာတော့တရွာလုံးဝင်ကျွန်တော်ဒီနေ့မြို့ပေါ်မတက်နိုင်တာဘာကြောင့်လဲရွာလူတွေကြောက်တိုးဆွဲထားတာစပားတွေနဲ့ချီထားတာတချင်တော့ကျွန်တော်ပြောပြီးကျွန်တော်ရွာမှာပြောတယ်ခင်ဗျားတို့ဘွားမှာဘာနဲ့တူလဲဆိုတော့ဒီအမ်ဆာမောင်မင်းတဲ့လူတွေစပားတင်ဆက်လို့ရှိရင်ပထမတော့တက်လာစပားအညောင်လေးတက်လာဟုတ်လားဒီနေ့စီဝါလုံးနဲ့လူတွေအဲ့လိုပဲကိုယ့်ရဲ့ဥစ္စာဘလောက်မှမချမ်းသာဘူးကိုထောင်းတီထောင်းရမ်းပါဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့ချမ်းသာပေမဲ့ကိုယ့်ဘွားမှာလွတ်လိုက်တောင်းလေးတက်မြောက်ရဟုတ်လားမသိအဲ့လိုတော့ဝဲဖြစ်တယ်ဒီနေ့အမ်ဆာမှာစပားရင်းကိုကျွန်တော်ပြောပြတယ်ခင်ဗျားတို့စပားဆိုင်စပားအပြင်တဖြည်းဖြည်းအတီးလိုက်အချိန်မထွက်လာဘူးပြီးစပားကများလို့ရှိရင်မငိုက်တော့ဘူးငိုက်အမ်ဆာမှာပတ်စံအများရတယ်နှိမ့်ချတယ်အောင်မြင်မှုနှိမ့်ချတယ်ဟုတ်လားမသိဆိုရင်ကျွန်တော်တို့ဘောကဘာလဲဆိုရင်စပားတီးတဲ့စပားနဲ့တူဒီနေ့အမ်ဆာမှာအခုလေချို့လေလုံနေတဲ့လူတွေရှိတယ်အခက်အခဲမျိုးစုံကြုံရတယ်ဘယ်လိုကြုံရလဲဆိုရင်စပားပြင်အညောက်ထောင်နေတဲ့လူကိုအများကြီးတွေ့ရဟုတ်လားမသိဒီနေ့ကျွန်တော်တို့တို့ပါလေအဲ့ဒါလေးကိုဘယ်တော့ပဲတို့မာနပဲကြီးဘယ်တော့ပဲဖြစ်ကျွန်တော်မိထားမှာပါလေနေ့တိုင်းတို့ကိုရေလောင်းမိမယ်ကျူးဆိုင်မိမယ်ဆိုရင်နောက်ဆုံးစပားတီးတာဟုတ်လားစပားတီးတာနဲ့ခင်ဗျားတို့ပန်ထဲမှာငွေသားကြည့်လိုက်အဲ့ဒီကျွန်တော်မမေးနဲ့တော့ဟုတ်ပြီနော်ဆိုရင်ဘွားအောင်မျိုးကအမ်ဆာမှာအဲ့လိုမျိုးဘွားအောင်မျိုးနဲ့ကျွန်တော်ပါလေရွာမှာလေပြောပြချင်ရွာလူသဘောပေါက်တော့တွေ့ရ၄-၅ရောက်ဝင်တရွာလုံးဝင်လာတော့ရွာလူလေဟုတ်ကဲ့နော်ရွာတော့ပြောအောင်လို့နော်အမ်ဆာအောင်မျိုးနဲ့ပြောပြဆိုချင်တာအဲ့ဒါအခုကျွန်တော်ပြောချင်တာပေါ့အားပေးတယ်ပါတော့ကဲနောက်ဆုံးကျွန်တော်ဘွားမှာဒီကုန်းချုပ်တဲ့အနေနဲ့နောက်ဆုံးသွားဖို့ပြောအောင်လို့နော်ဆန်းလေးသိမ်းဖို့ပေါ့ဘွားအမိုင်းလေးသိမ်းဖို့ပေါ့ဆိုနောက်ဆုံးအနေနဲ့ကျွန်တော်ပါခုနဲ့တက်တိခါလို့ဆိုရင်ပုံပြင်လေးတပုံပြောပြမယ်နော်နားထောင်ချင်လားမသိဘူးအမ်ဆာနဲ့ပတ်သက်တဲ့ပုံပြင်ဟုတ်ပြီနော်ဆိုလို့ရှိရင်အမ်ဆာမှာလိုချင်တာပါလိုချင်တာ
အောင်မြင်မှုပဲလားတိုင်းမလို့ရှင်တော့ရှင်းလိုက်တော့ပါလို့တိုင်းမလို့ရှင်တယ်မလားလူတိုင်းကျွန်တော်ပြောပြမယ်လူရှင်တာအတိုင်းမောလူရှင်တာအောင်မြင်မှုလူရှင်တာပါလေလွတ်လပ်မှုဟုတ်လားမသိဆိုရှင်ကျွန်တော်အဲ့ဒီပုံကြီးတစ်ခုနိုင်ချင်တာတစ်ချိန်တော့တိုင်းပြည်ဒီလိုမှာဘီရင်တစ်ပါးရှိတယ်နော်ဆိုအဲ့ဒီဘီရင်ကလူဆွမ်းကောင်းတွေကပါလေမွေးထုတ်လူဆွမ်းကောင်းတွေကချိတာဘယ်ကောင်လူဆွမ်းကောင်းလဲပေါ့အဲ့ဒါကဘီရင်ထိုင်မှာဟေးတိုင်းပြည်မှာရှိတဲ့လူအားလုံးလာကြဒီကူတွေ့ကြတာတွေ့တယ်ပေါ့အရှင်ကြီးအဲ့ဒီကူဝင်ပြီးမှမနဲ့ထွက်လာတဲ့လူကိုငါရဲ့မြို့ခစားခွင့်ကောင်းကောင်းလေးမြို့တစ်မြို့လည်းပေးမယ်ပြီးလို့ရှိရင်ပါလေငါရဲ့အမီးပါပြီးတော့စက်တာမှာဆိုမှအဲ့လိုပြောလိုက်တာအဲ့တော့ပညာတက်တာမလားအားလုံးမလုပ်ကြဘူးမရချင်ဘူးလားဆိုရင်ဝင်ပြီးထွက်လာရင်တော့လူလည်းမလုပ်ချင်ဘူးလားလုပ်ချင်တယ်မလားကျွန်တော်တို့ကတိုင်းပြည်မှာတွားပြီးမှလူထုဖြစ်နေတယ်ကျွန်တော်လည်းမလုပ်ချင်ဘူးလားဘာကိစ္စကြောင့်ဝင်ပြီးအကယ်လို့ဝင်ပြီးထွက်လာလို့အောင်မြင်တိုင်းပြည်မရဘူးလားပြင်တပြီးမရဘူးလားဆိုအဲ့လိုမျိုးပေါ့နော်အဲ့ဒါနဲ့တချို့တွေကပါလေဝင်နေတည်ရတဲ့လူတွေအများကြီးရှိတယ်ဆိုအဲ့ဒီမှာကံကောင်းတဲ့လူတယောက်ထွက်ကံကောင်းတဲ့လူနံပါတ်1တိုးရပါလဲဆိုတော့ကံအောင်ယုံတဲ့လူပေါ့ဟုတ်ပြီနော်ကံအောင်ယုံတဲ့လူကျွန်တော်ဒီနေ့ကံကောင်းရင်မတည်ဘူးကံမကောင်းရင်ဘာဖြစ်လဲတည်မှာဟုတ်လားမသိဆိုကံအောင်ယုံတာလေကံအောင်ယုံတော့ပါလေဘူးဖွင့်သွားငါကံအောင်စကားပြောဆိုပါလေကံကောင်းဆိုပါအဲ့ဒါကိုဝင်မှပိတ်တယ်ဘင်းသမီးပါရရှင်ပိတ်မနေ့ကျတော့ဘာဖြစ်လဲခုတကားဖွင့်မှာအဲ့လူကခဲပြီးမှတည်တယ်အဲ့တော့ဘုရားလူကဟောကြောက်တယ်နော်အဲ့လောက်ဒီဘာကြောင့်အဲ့လောက်ဒီခဲပြီးတည်ကြတယ်အဲ့နဲ့ကံကောင်းတဲ့လူကခန့်သွားပြီညံကောင်းတဲ့ကောင်ပြန်လာဒီကောင်ကကံမအားကိုညံမမတုံးတာဟုတ်လားဆိုညံမတုံးတဲ့ကြောပါလေတိတ်တိတ်လေးတတ်စီဘူးဘူးခါတတ်စီဘူးယူမှာဘာလို့လဲအေးစီလေးပါလေတကားဖွင့်လိုက်ဒီမှာဝင်သွားလာဝင်သွားမှအိမ်ကအထက်ပါရောက်လာတတ်စီလောင်းလိုက်ကြောက်ခဲနဲ့မိချလိုက်မိလေးလုံလိုက်အဲ့လိုနှံ့နေတတ်စီတဲ့ကုံရောဘူးတွေပါတုံမနောက်တော့ဖြစ်တော့လေတကားဖွင့်လိုက်တော့တင်းနေပြန်ပဲပြောအဲ့ဒါနဲ့နောက်ဆုံးပြောရောက်လာနောက်ဆုံးကြောက်တယ်သိလားဇွဲနဲ့လုံးလားဝိရိယရှိရတယ်တော့ပြောလဲငါဖလိုက်အားလဲဆိုတော့ဗါလဲအင်ဂျီအားလုံးချုပ်လိုက်တလောက်အင်းကြီးတင်နေနေတာကအင်းချုပ်တာတော့ဗါလဲအင်းချုပ်မှာဗါလဲခလောင်းချက်လဲခလောင်းချက်မှာညက်ပြီးမှအေးစစ်ဘာဖြစ်လဲဘူးထဲမှာပိတ်လိုက်ဝင်လာမှာဘာလို့သိလားဘူးထဲမှာကြောက်ခဲလုံးတွေအများကြီးရှိတယ်ဒီကြောက်ခဲလုံးမလေးယူမလိုက်ဘိုးဘကြောက်ခဲဟိုဘက်ထားလိုက်ဘိုးဘကြောက်ခဲယူမှာဗါလဲဘိုးဘမှာပြန်ထားလိုက်ဒီဘက်ကြောက်ခဲယူမှာဘိုးဘမှာပြန်ထားလိုက်ဒါဒီမဲ့လုံးနေတိမမလားထွေးဆွနေရတယ်အဲ့တော့တကားဖွင့်တော့တဲ့အချိန်မှာထွေးလုံးလုံးထွက်လာဟောတော့ပါလဲပေါ့ပါလီလို့ထွေးထွက်လာဘာမှမဖြစ်ဘူးအဲ့ဒါသူဘာရအောင်လဲပင်သမီးနဲ့ရအောင်လားမြို့မှာလည်းအေးအေးဆေးခါတာဝဲရှိပါလို့ရှိရင်ကျွန်တော်တို့အမ်ဆာလို့ရှိရင်ပါလေပြောညာလို့တော့မရဘူးလို့ရှင်လားဟိုင်မော့စတာခရောင်းနေပါလေဟုတ်လားအကုန်လုံးလို့ရှင်ဒါပေမဲ့ကံဝဲတဲ့ရုံနဲ့လူရပါအဲ့ဒါကြီးသိမှာလူပဲကွာဆရာကံကောင်းတာလေကျွန်တော်ကံမကောင်းတာကြည့်ဦးကံကောင်းလို့ရတာကံစားတာအကျိုးပေးရတယ်ဒီနေ့ခင်ဗျားအမ်ဆာမှာဝင်လာခင်ဗျားလည်းကံကောင်းတယ်ကျွန်တော်လည်းကံကောင်းတယ်ကံချင်းကံတပေချင်းတူတယ်ဟုတ်မလားဆိုရှင်အဲ့ဒါအားလုံးကဘဝတူပြီလားရုံးရပိုင်ဆိုင်မှုဝင်ငွေတွေနေပါလေအားလုံးရပြီလားနံပါတ်1ညံကောင်းတယ်ညံကောင်းတဲ့လူလဲပါလေငါသိပါလေငါတတ်ပါတချို့တော့အရန်ကျွမ်းတယ်တော့အမ်ဆာလည်းပတ်သက်တာစစ်စစ်ပေါ့နားလေလူအများကြီးဟုတ်လားမသိဒါပေမဲ့ညံကောင်းမှခြေလန်းလားပြင်မခါဟိုမှာတပြောတာအထူးသဖြင့်ညံကောင်းတဲ့လူထိုင်မှပဲနေဟုတ်လားအဲ့တော့အမ်ဆာမှာကံကောင်းပြီးညံကောင်းရင်လည်းမအောင်မြင်လေဘူးနောက်ဆုံးတစ်ခုပါလေဇွဲလုံးလောက်ပြရှင်းခုနပြောပါလို့လေကြောက်သုံးကိုမှားတယ်ဒီဘက်ဆွေးဟိုဘက်ဆွေးနောက်ဆုံးသူသေးတာဒီနေ့အမ်ဆာမှာဟိုဘက်သွားမယ်ပြောမယ်ဒီဘက်သွားမယ်ပြောမယ်ဟိုမှာမီတင်လုပ်မယ်ဒီမှာမီတင်လုပ်မယ်လူအိုးတွေမများတော့ဘူးဟုတ်မများတော့လူအိုးတွေခင်ဗျားတို့မများတော့ဘူးလားခင်ဗျားတို့လူအိုးမှာကောင်းအောင်ဖြစ်တယ်မလားလူအိုးမှာကောင်းအောင်ဖြစ်တဲ့လူအောင်မြင်လားမအောင်မြင်ဘူးလားအဲ့တော့အမ်ဆာလို့ရှင်တယောက်လည်းသွားမှကောင်းအောင်မလုပ်နဲ့တော့ဘာမှမရတိုင်းမိုးလည်းဖြစ်ဖို့ဆိုတော့ဟုတ်တော့ဆိုအမ်ဆာမှာလူအိုးများမယ်လူအိုးထဲမှာကောပါလေခေါင်းဆောင်ဖြစ်ရအဲ့ဒီခေါင်းဆောင်ဖြစ်လို့ရှိရင်လူအိုးရဲ့ဝင်ဘလူးငွေရောဖြစ်တယ်ကိုငွေရောဖြစ်လားဒီမှာထ
ထိုင်တဲ့ညီကောင်မောင်နှမတွေအားလုံးတယောက်မှာလူအုပ်တွေအများကြီးရှိရမယ်ငွေအုပ်တွေလည်းအများကြီးရှိဖို့အတွက်ကျွန်တော်တို့ကို M Star ပုံတွေကနေမှအရင်ကြီးအားလုံးထုတ်လာပြီဗျာဟုတ်လားမ